ကျန်းမာရေးဝန်ကြီးဌာနဟာလူတိုင်းတက်တန်းစစ်အသက်ရှည်စွာနေနိုင်ရေးလူတိုင်းယောဂဘေးရကင်းရှင်းရေးဆိုတဲ့ရည်မှန်းချက်အတိုင်းလူများကိုအသက်ရှည်စေခြင်းမျှသာမဟုတ်ဘဲပုံမကောင်းမွန်စွာအသက်ရှင်နိုင်ရေးရည်ရွယ်ပြီးမြန်မာနိုင်ငံအစိုးရ၏ဦးဆောင်မှုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အထောက်ပံ့တို့ဖြင့်မြန်မာနိုင်ငံနှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်ကိုစတင်အကောင်အထည်ဖော်လျက်ရှိပါတယ်ရှင်မြန်မာနိုင်ငံနှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်သည်မြန်မာတရုတ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တရက်အဖြစ်ရန်ကုန်ပြည်သူ့ဆေးရုံကြီးမန္တလေးပြည်သူ့ဆေးရုံကြီးနေပြည်တော်ပြည်သူ့ဆေးရုံကြီးကရင်တစ်ထောင်နှင့်မြောက်ကလာပပြည်သူ့ဆေးရုံကြီးတို့တွင်လူဦးရေတသိန်းကိုတစ်နှစ်အတွင်းဆောင်ရွက်ပေးမည်ဖြစ်ပြီးနိုင်ငံတော်ဝန်လှမ်းခြုံဆောင်ရွက်သွားမည်ဖြစ်ခါနှလုံးရောဂါဖြစ်နိုင်ခြင်းရှိသူများအားကစားသမားများလေရင်မောင်းနှင်သူပိုင်းလော်များအဝေးပြေးရင်ခီးတဲ့တင်ရင်မောင်းများတက်တောင့်တက်တာဝစ်စင်နိုင်တဲ့ AI ECG တက်ဆင်ထားတဲ့ဝစ်စုံကိုအသုံးပြု၍မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကိုမထိခိုက်စေဘဲ24နာရီပတ်လုံးနှလုံးရောဂါအန္တရာယ်စစ်ဆေးမှုကိုပြုလုပ်နိုင်မှာဖြစ်ပါရဲ့ရှင်နှလုံးရောဂါအန္တရာယ်အကဲဖြတ်စစ်ဆေးရန်ဝစ်စင်နိုင်တဲ့ AI ECG စက်ကိရိယာများဟာအထူးသဖြင့်နှလုံးရောဂါဖြစ်နိုင်ခြင်းရှိသူများကာလကြာရှည်အိယာတွေတွင်လဲလျောင်းနေထိုင်ရသူများနှင့်အရေးပေါ်နှလုံးပြဿနာရှိသူများအတွက်အထူးပင်အကျိုးရှိပါရဲ့ရှင်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကျန်းမာရေးဆောင်ရှောက်မှုများကိုလူတိုင်းလက်လန်းမီရရှိစေရေးအတွက်နိုင်ငံတော်အစိုးရ၏အစိုးရသည့်ပထမရက်တရားစီမံချက်ကာလအတွင်းကျန်းမာရေးကဏ္ဍဆောင်ရွက်မှုများအနက်မှာနှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်ကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးမန္တလေးပြည်သူ့ဆေးရုံကြီးနေပြည်တော်ပြည်သူ့ဆေးရုံကြီးကရင်တစ်ထောင်နှင့်မြောက်ကလာပပြည်သူ့ဆေးရုံကြီးများတွင်နှလုံးနှင့်သွေးကြောရောဂါအခမဲ့စစ်ဆေးခြင်းကိုလူပေါင်း3သိန်းတွင်စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီနေ့မှာတော့နေပြည်တော်ပြည်သူ့ဆေးရုံကြီးကရင်တစ်ထောင်တွင်စမ်းသပ်စစ်ဆေးမှုခံယူခဲ့တဲ့လူနာများရဲ့ရင်တွင်းခံစားချက်များကိုယခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီနေပြည်တော်မှာလွှတ်တော်လာတဲ့နဲ့နယ်လီမောလာနဲ့ဒီကတဲ့ထောင်ကလူရောအထူးဌာနကိုလာပြီးလို့ရှိရင်ပြတာပါပြတဲ့ခါကျတော့သူတို့ကဒီဟိုတာဆိုလားဒီစက်ကလေးပေါ့နော် AI ECG လို့လည်းသူတို့ခေါ်တယ်ပြောပါတယ်ဒီစက်လေးကိုတက်ပေးပါတယ်ဒီစက်လေးကိုတက်ပေးခြင်းအပြင်သူတို့ကတော့ကျွန်တော်တို့ရဲ့ဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂတွေကိုတိတိကျကျလင်းလင်းမြန်မြန်ဖော်ထုတ်နိုင်တယ်လို့ဆိုလိုဒါလေးကိုတက်ပေးပါတယ်လူတက်ပေးခြင်းအတွက်ကျွန်တော်နေရာထိုင်ရတာလည်းအစင်မပြေတဲ့ခက်ခဲတွေမရှိပါဘူးပုံမှန်လေးပဲတက်ပေးထားတာပါ24နာရီတက်ထားရမယ်လို့ပြောပါတယ်ဒီတက်စင်ပေးခြင်းအတွက်လည်းဘာမှကုန်ကြစည်ကျွန်တော်တို့မပေးရပါဘူးဘယ်သူ့ကိုမဆိုပြည်သူအလုံးအတွက်သူတို့ဝန်ဆောင်မှုပေးနေတယ်ကျွန်တော်ကြားသိရပါတယ်ဒီစီစဉ်တွေကိုလည်းဒီဟိုမလာခင်ကလည်းကျွန်တော်တို့ကဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ရစ်တရားစီမံကိန်းဆောင်ရွက်ချက်အနေနဲ့ကျွန်တော်မြန်မာနိုင်ငံအစိုးရနဲ့တရုတ်နိုင်ငံအစိုးရတို့ပူးပေါင်းပြီးလို့ရှိရင်ဆောင်ရွက်နေတဲ့ရန်ကုန်မန္တလေးနေပြည်တော်ဆေးရုံကြီးတွေမှာလူနာ3သိန်းကိုအကဲဖြတ်ကုသသွားမယ်ဆိုတဲ့အစီအစဉ်တွေလည်းကျွန်တော်ကြားသိထားပါတယ်ကျွန်တော်ငကိုကသိခဲ့တယ်ဒီအစီအစဉ်မှာကိုပါဝင်ပြီးတော့ကုသခံရလိမ့်မယ်လို့တော့မမျှော်လင့်ခဲ့ပါဘူးအခုတော့ဒီအစီအစဉ်ထဲမှာပါဝင်ကုသခံရလို့လည်းဝမ်းမြောက်ကိုယ်မိပါတယ်ယောဂါတွေကိုလည်းရှာဖွေတွေ့ရှိတဲ့ယောဂါတွေကိုလည်းသူတို့ဆက်လက်ပြီးတော့ကြောက်ကင်းအောင်ကုသသွားမယ်လို့ကျွန်တော်တို့ပြောပါတယ်ကျွန်တော်တို့ပြည်သူတွေကိုမျှဝေပေးနေတာကတော့လိုရဖြစ်ဖြစ်ပြည်သူစေုံတွေကိုယုံကြည်အားကိုးစွာနဲ့လာရောက်ပြီးတော့ပြသကြပါအခမဲ့လာရောက်ပြီးယောဂရှာဖွေကြပါအားလုံးကိုအကျိုးဆောင်ပေးနေတယ်ဆိုတာလေးကိုအသိပေးချင်ပါတယ်ခင်ဗျာပြီးသွားရင်လည်းဒီနေပြည်တော်ရောက်တော့ရင်နေတုံးလာလို့ဒီဆေးရုံကိုလာပြီးတော့ပြတာပေါ့ပြတဲ့ချိန်မှာရင်တုံတဲ့အတွက်ခုဒီဆက်ကလေးကိုဆရာဝန်ကြီးများတက်ပေးတယ်ပေါ့တက်ပြီးတော့ဒီဆက်ကနေပြီးတော့မှပြန်ပြီးတော့မှကျန်းမာရေးနဲ့ဆိုင်တဲ့လိုအပ်ချက်တွေကိုပြန်ပြီးတော့မှဟိုအဖြေရပြီဆိုမှဆရာဝန်ကြီးများပြန်ပြီးတော့ဒီပြန်ကုသမှုခံယူဖို့ဦးစီးကိုပြောပါမယ်လို့ဆရာဝန်ကြီးများတိုက်တွန်းတယ်ပေါ့ပြောတယ်။အဲဒီဒီဆက်ကလေးရဲ့ဟိုတက်ထားလို့ကြတော့ဟိုကြိုးကျေးဇူးပို့ပြီးတော့များတယ်ပေါ့ဆရာတော်ဘုရားအဲ့လိုမျိုးလဲလျှောက်တယ်ပေါ့။ဒီဆက်ကလေးကဟိုဘယ်သူပဲလာပြီးတော့ဟုတ်လားဆေးရုံမှာ
လာပြီးတော့တက်ပြီးတော့ medical check up ပဲလုပ်လို့ဒီဟာအခမဲ့ဖြစ်ပါတယ်ပေါ့နော်သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဒါယနေ့တုံးလို့ပဲဖြစ်ဖြစ်လိုအပ်လို့ရှိရင်ဆေးရုံမှာလာပြီးတော့ဒီစက်ကလေးတွေနဲ့ဒါပြီးတော့အခမဲ့စစ်ဆေးနိုင်ပါတယ်ကျွန်တော်မကွေးတက်ကနေပြီးတော့ဒီမှာလာပြီးတော့ဆေးကုနေရပါနှလုံးသွေးကြောပိတ်လို့ဆိုပြီးတော့ဒီမှာကုသနေပါတယ်ဒီမှာကုသလို့ဆရာဝန်တွေကဒီမှာကုသရင်းနဲ့နှလုံးမငြိမ်နာသိအောင်လို့ဆိုပြီးဒီဆက်ကလေးတက်ဆင်ပေးထားပါတယ်ဒီဆက်ကလေးနဲ့တက်ပြီးတော့စမ်းသပ်ပြီးတော့ကုသနေပါတယ်ဒီဆက်ကလေးတက်ပေးသည့်အတွက်လည်းကုန်ကြစည်မရှိပါဘူးအများပြည်သူဒီလည်းဒီမှာလာပြီးတော့အဲ့လိုစမ်းသပ်လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အသိပေးချင်ပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းကျွန်တော်မှနှလုံးခုန်တော့မြန်လာတဲ့အတွက်ကတဲ့တစ်ထောင်ကိုလာရောက်ပြသတဲ့အခါကျမှဒီအင်ဂျင်လေးတွေဝစ်ပြီးတော့ယောဂရှာဖွေလို့ရတယ်ဆိုတော့သိရှိရတဲ့အတွက်ဝစ်ပြီးတော့စမ်းသပ်လိုက်တဲ့အခါမှာကျွန်တော်မှနှလုံးပတ်လျှက်ဆက်ပတ်လန်းအပေါ်ပါနေဆိုတော့သိရှိရတဲ့အတွက်ဆရာတို့ကကုသပေးလို့ပါတယ်ကုသရမှာလည်းလုံးဝနာကျင်မှုမရှိပါဘူးနိုင်ဝက်လောက်အတွင်းမှာပြီးစီးခဲ့ပါတယ်ကုသပြီး4 နာရီလောက်မှာကျွန်တော်ငုတ်တုတ်ထိုင်ပြီးတော့လမ်းလျှောက်နိုင်တယ်ခြေနေရှိပါတယ်ဆရာဝန်ဆရာမတွေကလည်းနှွေးထွေးပြီးခါဆိုအားလုံးကိုစောင့်ရှောက်ပါတယ်ဒီဝတ်စုံလေးတွေကိုဝတ်တဲ့အတွက်ဘာမှလည်းခက်ခဲမရှိပါဘူးကုန်ကြစိတ်လည်းမရှိပါဘူးဒီဝတ်စုံလေးတွေကိုဝတ်ပြီးတော့မှလာရောက်ပြီးတော့မှကိုယ့်ရဲ့နှလုံးရောဂါအခြေအနေကိုလာရောက်စမ်းသပ်ကြပါလို့တိုက်တွန်းလိုပါတယ်ကျွန်တော်နှလုံးကိုမြန်တဲ့အတွက်ကြောင့်ဆေးရုံလာပြပါတယ်ပြတဲ့အခါမှာဆရာဝန်တွေကနေပြီးကျွန်တော်ဒီနှလုံးဆက်လေးနဲ့တိုင်းတာတဲ့ဆက်လေးနဲ့ best လေးနဲ့တက်ပြီးတော့ကျွန်တော်ရှာဖွေပေးပါတယ်ရှာဖွေပေးတဲ့အခါမှာကျွန်တော်နှလုံးမှာလက်စီပတ်လန်းအပူပါနေတာတွေ့ရှိရပါတယ်အဲကြောင့်မလို့ဆရာဝန်ကနေပြီးတော့ကျွန်တော်ကိုဆေးတော်လို့တော့မရတော့ဘူးကျွန်တော်တို့ဆေးရုံတက်ပြီးခွဲစိတ်ကုသမှရမယ်လို့ပြောပါတယ်ဒါမှမဟုတ်ကျွန်တော်ဆေးရုံတက်ပြီးခွဲစိတ်ကုသပါတယ်အဲ့လိုခွဲစိတ်ကုသရတဲ့နေရာမှာလဲဆရာဝန်တွေဆရာမတွေကနေပြီးတော့မတမ်းမှကျွန်တော်ပေါ့ဟုတ်လားကျင်နာနဲ့ကောင်းမွန်ဆောင်ရွက်ပေးတာကိုလည်းတွေ့ရှိရပါတယ်ဒီဆက်တက်ဆင်ပေးတဲ့အခါမှာလည်းကျွန်တော်အနေနဲ့တက်တောင့်တက်တာရှိပါတယ်ဘာမှခံစားရတဲ့ဝေဒနာမရှိပါဘူးဒီဆက်ကလည်းကျွန်တော်နိုင်ငံတော်ကနေတော့ဒါအခမဲ့ဒါတက်ဆင်ပေးတဲ့ဆက်ဖြစ်ပါတယ်ဒါဒီဆက်ကိုတော့ကျွန်တော်တက်ဆင်မယ်ဆို24နာရီတက်ဆင်ရပါတယ်24နာရီပြည့်မှဖြုတ်လို့ရပါတယ်ဒါမှကျွန်တော်တို့လူနာတယောက်မှာဘာယောဂတွေခံစားနေရတယ်ဘာယောဂဖြစ်နေတယ်ဆိုတော့ပုံမှာဖြစ်ပါတယ်ဒါမှမဟုတ်ပြည်သူလူထုတွေနဲ့လည်းဒီပြည်သူဆေးရုံတွေမှာအခမဲ့လာပြီးတော့မှတက်ဆင်ကြပါကိုယောဂကိုရှာဖွေကြပါဘာမှကုန်ကြစိတ်မရှိပါဘူးလို့ကျွန်တော်အကြံပြုတိုက်တွန်းလိုပါတယ် AI ECG ဝိစင်သည့်သူများကတော့နှလုံးသွေးကြောပိတ်ယောဂခံစားကြရသူများနှလုံးသွေးကြောချင်းယောဂခံစားနေရသူများနှလုံးညစ်အားနည်းယောဂခံစားနေရသူများလေးဘက်နာနှလုံးအဆိုးရှင်ကျဉ်းနှင့်အဆိုးရှင်မလုံးချင်းယောဂခံစားနေရသူများမွေးရပါနှလုံးယောဂခံစားနေရသူများလေးပြက်ဝေဒနာခံစားနေရသူများနှင့်နှလုံးစီးကျက်မမှန်ယောဂတန်တရားရှိသူများပဲဖြစ်ပါတယ်ရှင်အဆိုပါယောဂလက္ခဏာရှိသူများအနေဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးမန္တလေးပြည်သူ့ဆေးရုံကြီးနေပြည်တော်ပြည်သူ့ဆေးရုံကြီးကရင်တစ်ထောင်နှင့်မြောက်ကလာပပြည်သူ့ဆေးရုံကြီးတို့မှာရှိတဲ့နှလုံးအထူးကုဆရာဝန်များနှင့်ပြသပြီးဆရာဝန်များရဲ့လမ်းညွှန်ချက်အတိုင်းလိုအပ်ပါကယခုလို24နာရီ AI ECG စက်ကရိယာအားအခမဲ့ဝစ်ဆင်ပေးပြီးယောဂရှာဖွေစမ်းသပ်ပေးသွားမှာဖြစ်ပါကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ရှင်